အားလုံးပဲမင်္ဂလာပါဒီချက်ကဒီချက်ချင်းချက်ပေါ့နော်ဒီချက်ကဒီမှာပြရမှာလဲဆိုရင် Victoria Chemistry မှာဆိုရင် table 8.2 ကိုကျက်နေလို့ပြောပြပေးမှာဖြစ်ပါတယ် table 8.2 က IR ရဲ့ expression ဘန်တွေကိုအကြောင်းပြောရတာပေါ့နော်ဒီမှာဆိုရင်ကျောင်းသားတို့ကဒီဟာတစ်ပုတ်ကကျင်းနေပေါက်ပါမှာမို့လို့လေဒီတစ်ပုတ်ကိုတော့ဒီ table လေးကိုတော့ရအောင်ကြည့်ရကျက်စိတ်နေပြီးတော့ခဏန်းနေလည်းများတယ်ပေါ့နော်သူကလည်းနည်းနည်းလေးတော့ကျက်ရခက်တယ်ဒါကြောင့်မို့ဒီချက်ရဲ့ဒီစဉ်းစားမိသလောက်လေးနဲ့အလွယ်ဆုံးနည်းလမ်းကိုကလေးတို့ဆင်ပြအောင်လို့အခုကပြောပြပေးတာကဲဒါဆိုရင်ဒီချက်တို့တူတူစပြီးတော့မှတ်လိုက်မယ်နော်အဆင်ပြေတဲ့ကလေးကတော့ယူပေါ့နော်ကဲ table 8.2 ကိုကြက်မယ်ဆိုရင်တရားစမယ်ဆိုရင်အရင်ဆုံးဒီဘက်မှာက compound ပါမယ်အမှန်တကယ်ကတော့ classes of compound ပေါ့နော်ဒီကတော့ဒါသိမလို့ compound လို့ပဲတူထားရေးရမယ်ပြီးရင် bond state ပါမယ်ပြီးရင် weight number ပါမယ် bond intensity ပါမယ်ကဲဒီဘက်က bond ကိုရင်မှတ်မယ် bond ကိုရင်မှတ်မယ်ဆိုရင်ဘယ်လိုမှတ်မလဲပေါ့ဒီမှာဒီချက်က၄ခုတွဲထားပေးတယ်၄ခုတွဲ2ခုအောက်မှာ3ခုအရင်ဆုံး၄ခုကိုအရင်ချက်ပြီးရင်နောက်ကဒုတိယနှစ်ပိုင်းချက်ပြီးရင်နောက်ဆုံးအောက်က3ပိုင်းကိုချက်ပေါ့နော်ပထမတစ်ခုကိုချက်မယ်ပထမဆိုရင်ဒီချက်ကဘယ်လိုမှတ်လဲဆိုရင်ဘုံမှတ်ရင်ကိုစီဆိုရင်ကိုဆိုရင်ဘာဖြစ်မလဲ CO ပေါ့ CO ကိုစီဆိုရကြမို့လို့ C တွေကြီးပဲကိုအတူကောင်းမှတ်တာနော်အဲဆိုရင်ကိုဆိုရင် CO နှစ်ခုပြီးသွားပြီပြီးရင်ဘာလာမယ် C ဆိုရကြမို့လို့ကို C ဆိုရင် CC တွေကြီးပဲလေဒါဆိုရင် CC ဒါဆိုရင်ကိုနဲ့ CC နဲ့ပြီးသွားပြီကဲနောက်တစ်ခုကဘာလဲဆိုရင် C နဲ့ဒါတို့ဒီမှာ C နဲ့စုံထားတယ်မလားအဲစုံထားတဲ့ C ဆိုရကြမို့လို့ C နဲ့ပဲပြန်စမယ်ဒါဆိုရင်ဘာဖြစ်မလဲ CA ကြမယ်နော်ကဲပြီးရင် CA ပြီးသွားရင်ဘာဖြစ်သွားမလဲ C မပါတဲ့ကောင်တွေပဲကျန်တော့မှာပေါ့ OH အတွဲလေးနဲ့လာမယ်နော် OH တွဲပြီးရင်ဘာလဲ NH လာမယ်ကဲဒါဆိုရင်ဒီစကြည့်လိုက်မယ်နော်ကဲအရင်ဆုံးဒီချက်တို့ကဘာကိုကြက်ပြီးချက်ကိုဘာလေးတော့ကြက်ပြီးလဲဆိုရင်ဒီ139 539နဲ့1439လေးကိုတော့ကြက်ပြီးနော်1050နဲ့1439ကိုကြက်မယ်ကဲဒါဆိုရင်ဒါလေးကိုရပါပြီလို့သတ်မှတ်လိုက်မယ်နော်အဲဆိုရင်ချက်မှာမှန်နေလေးပြတ်ထားတဲ့3ညလေးတွေ့တယ်မလားအဲ့ဒီ3ညလေးနေရာမှာဒီလိုဘာထည့်မယ်ဆိုရင်6လေးထည့်လိုက်မယ်ဒါဆိုရင်ဘာဖြစ်ရမလဲ1 6 5 3ညဟုတ်ပြီနော်ကဲပြီးရင်ဘာလေးထည့်မယ်9လေးထည့်လိုက်မယ်1ခွန်5 3ညရှေ့ကဏ္ဍကပဲတစ်ချက်ပြောရတာနော်ဒီရှေ့ကဏ္ဍလေးပဲတစ်ချက်ပြောရတာနော်နောက်ကဏ္ဍမသုံးဘူးနော်ဒါဆိုရင်လည်းဖြစ်မယ်1 6 5 3ညနဲ့1ခွန်5 3ညစမယ်နော်ကဲဒါဆိုရင်ခုနပြောသလိုပဲ1 6 5 3ညနဲ့1ခွန်5 3ညစမယ်နော်ကဲဒါဒီတစ်ခုရမယ်နော်ဘာလေးပဲလောက်ရမလဲ3ညလေးနေရာမှာဗာထည့်မယ်6လေးထည့်မယ်ပြီးပါလေးထည့်မယ်9လေးထည့်မယ်ကြမယ်နော်ကဲနောက်တစ်ခုတက်မယ်နောက်တစ်ခုဆိုရင်ဒီကဘာပြောထားလဲဆိုရှေ့ကဏ္ဍပဲကြည့်လို့ပြောထားတယ်နော်ရှေ့ကဏ္ဍဆိုရင်ကဲဒီမှာဘာနဲ့စထားလဲဆိုရင်16နဲ့စထားတယ်16ဆိုတဲ့ကြောင့်မို့လို့ဒါတော့ဘာပြန်ရေးမယ်ဆိုရင်16ပြန်ရေးမယ်ကဲဒီစရာကြီးတစ်ခုတော့အကြောင်းသားတွေအသက်မဟုတ်လားအသက်ဆိုရင်ဒီလိုကဏ္ဍကိုဘာနဲ့ပြောလဲနှစ်နဲ့ပြောတယ်လေဒါကြောင့်မို့ဘာလို့ပြောမယ်ဆိုရင်16နှစ်ပေါ့16နှစ်နဲ့ပြီးရင်ဘာလာမယ်16 8ခါရန်လိုက်အောင်16နှစ်16 8ဒါဆိုရင်16နှစ်ဗာလေ16နော်ပေါ်16အပြင်ယူရနော်ပြီးရင်အသက်စစ်တောင်လို့နှစ်16နှစ်16 8 16နှစ်16 8အဲ့လိုမျိုးလေးနော်ခါရန်လိုက်အောင်လို့ကြက်လိုက်ဒါဆိုရင်3ခုရမယ်နော်ပထမတစ်ခုကဗာလဲဒါလေးတစ်ခုကြက်မယ်ပြီးရင်3ညလေးနေရာမှာဗာလေးထည့်မယ်6ထည့်မယ်9ထည့်မယ်ပြီးရင်ဗာလုပ်မယ်ပေါ်16ကိုပြန်ဆွဲချမယ်ဒီစရာကြီးကကိုယ့်ရဲ့အသက်စစ်တောင်မို့လို့16နှစ်16နှစ်16 8ဟုတ်ပြီနော်ကဲနောက်တစ်ခုလာမယ်နောက်တစ်ခုကဘာနဲ့ဆိုရင်တို့တစ်တွေပြီးသွားပြီဆိုရင်ဗာလဲလာမယ်ဆိုရင်နှစ်လာမယ်နှစ်ဆိုရင်ပြန်လာမယ်21 22ဟုတ်နော်နှစ်လာမယ်ဆိုရင်ဗာလဲ21 22 21 22ဟုတ်ပါနော်တစ်ပြီးပါလားလဲနှစ်21 22 21 22ပြီးရင်ကြည့်မယ်ဒီရှေ့ကဏ္ဍမှာဒီရှေ့ကဏ္ဍလေးပဲကြည့်လို့ပြောထားရနော်ကဲဒီရှေ့ကဏ္ဍလေးမှာရှေ့မှာနှစ်ပြီးသွားပြီနော်တစ်ပြီးပါလားလဲနှစ်လာတဲ့တကြောင်မလို့21 22အစဉ်လိုက်လေးပဲနော်ပြီးရင်ကဲဒုတိယနေရာမှာအများဆုံးကဘာလို့လဲကြည့်လိုက်6မှာလားအဲ့အများဆုံး6လေးကိုဒီမှာထည့်လိုက်ဒါဆိုရင်ဘာဖြစ်သွားပြီလဲ2 2 6ဆိုရင်ဒါနဲ့လိုတဲ့နေရာမှာကျတော့ဗာလဲဆို3ညလေးတစ်ထည့်လိုက်ရင်2 1 3ည3ညနဲ့2 2 6 3ညဒါဆိုရင်ဒီလေးခုကိုရမယ်နော်လွယ်လေးနော်ကဲဒုတိယတစ်ခုစမယ်ဒုတိယတစ်ခုကို CA ကိုဗာနဲ့စမယ်ဆိုရင်ဒီက CA ကိုအရင်ဆုံး20နဲ့ခွန်လေးရေးလိုက်မယ်20ခွန်ပြီးရင်ဗာရေးမလဲ28ပေါ့20ခွန်ပြီးဗာလာမယ်28 20ခွန်ပြီးဗာလာမယ်28လာမယ်
29 28ပြီးရင်ဒီလိုက28နဲ့ဆုံးတာကြောင့်မလို့28နဲ့ဆုံးရင်ကလည်း28နဲ့ပြန်စမယ်ဒီထိရမယ်နော်29 28နော်ရမယ်နော်ပြီးရင်28နဲ့ပြန်စမယ်ကဲခြေတို့က28ပြီးပါလာမယ်28ကို2ပေါင်းလာရတယ်30ကဲအမှကျောင်းသားတို့ကမယ်ခြေ2ကဘယ်ကလည်းပေါင်းလာတာလဲဆိုရင်မရှိဘူးမလားမရှိရင်အပေါ်ကိုပို့လိုက်မရှိရင်အပေါ်ကိုပို့လိုက်အပေါ်ကနေတော့ပေါ်ကနေလှမ်းယူလိုက်ပေါ့ပေါ်ကနေ2တွေလှမ်းယူလိုက်ဒါဆိုရင်ဘာဖြစ်ပါမလဲဆိုရင်28 30ဆိုပါပြီကဲဒီနေရာလေးမှာကလိုနေတဲ့နေရာမှာ3ညထက်လိုတဲ့နေရာအကုန်လုံး3ညထက်ကဲဒါဆိုပုံမှန်လေးလုံးပြီးသွားပြီမလားဒါဆိုရင်အပေါ်တစ်ကိစ္စရှင်းသွားပြီနော်29 28ပြီးရင်28ကို2ပေါင်းရင်30အဲ့2ကိုဘယ်ရမယ်ဆိုရင်အပေါ်ကနေဆွဲယူလိုက်ပုံမှန်တစ်ခုလုံး2ဖြည့်ပြီးတိုင်းညီတူမျှတူလေးနော်ကဲဒါဆိုရင်30ရမယ်အဲ့30ပြီးသွားရင်ဒီလိုဘလောက်ဖြစ်မလဲဆိုရင်နောက်က50နော် sorry 50ပြီးပါလဲ90 90 90လေးကိုမှတ်ပြီနော်ဒါဆိုရင်ဘာရမလဲ28 50 30 90ဒါဆိုရင်ရပြီလို့ထင်တယ်နော်ဒါဆိုပြန်စမယ်ဒါဆိုရင်29နဲ့28နဲ့ဒီနောက်တစ်ခုပါလာမယ်28 50 30 90နောက်တစ်ခုလာမယ်ဒီအောက်က3ခုမှာအလဲတစ်ခုမှတ်မယ်အလဲတစ်ခုဘယ်လိုမှတ်မလဲဆိုရင်2500နဲ့3300ကိုမှတ်မယ်ကဲတက်လို့ပြီလား2500 3300မှတ်မယ်နော်2500 3300ကိုမှတ်ပြီးရင်ကျတို့အောက်က3300နဲ့ဆုံးတယ်ဟုတ်လားကဲဆုံးတဲ့3300ကိုလည်းပြန်စရမယ်နော်ဘာမှမကြသေးနော်2500 3300ရေးမယ်ပြီးရင်3300နဲ့ဆုံးရတဲ့ကြောင့်မလို့3300နဲ့ပြန်စမယ်ကဲလာပြီပေါ်ကို100နှုတ်အောက်ကို1000ပေါင်းကဲဘယ်လိုနှုတ်နောက်က3300ထဲက100နှုတ်အပေါ်ကိုတက်ဖို့အတွက်နော်အပေါ်ကို100နှုတ်ကဲ3300နဲ့100နှုတ်ဘယ်လောက်ရမလဲ3200ဒါဆိုရင်ကြည့်မယ်3200ရမယ်နော်ကဲအောက်ကို1000ပေါင်းအရှိကအောက်ကို1000ပေါင်းမယ်ကဲတယောက်ကအပေါ်တက်သွားရင်တယောက်ကအောက်ဆင်းမှာဟုတ်တယ်မလားဒါဆိုရင်1000ပေါင်းမယ်2500 1000ပေါင်းဘယ်လောက်ရမလဲ3500ရမယ်နော်3500ကဲပြီးသွားပြီကဲခုနကအနောက်က100နဲ့ရှေ့က1000နဲ့အဲ့နှစ်ခုကိုမလုပ်မယ်ဆိုရင်ဒုတွေကပေါင်းလိုက်မယ်ပြမယ်နော်ခုနကဒီ3300ရဲ့0ဘလောက်လောက်ပါတယ်100လောက်ထားနော်3300 100လောက်ဘယ်လောက်လဲ3200ပြီးရင်ဒီကကျတော့ဘယ်လောက်ပေါင်းလာလဲဆိုရင်1000ပေါင်းလာဟုတ်တယ်မလားဒီလေးတားလိုက်တယ်ကဲသူ့ကဘာလို့ဆိုရင်1000ပေါင်းမယ်ဒီလေးနည်းနည်းသိခံမယ်နော်ဆရာဆင်းနေပြီလို့လေကဲ1000ပေါ့နော်1000ပေါင်းမယ်ဒါဆိုရင်1000အောက်ကို1000မှာတော့3500ဒီ100နော်ဒီနှစ်ခုကိုဒီ1000နဲ့ဒီ1000နဲ့ဒီ100နဲ့ကိုဆွဲပေါင်းလိုက်လို့ရှိရင်လောက်ရအောင်ဆိုရင်1100ရမယ်အဲ1100ကိုရှင်း2500နဲ့ပေါင်းလိုက်လောက်ရမယ်3600ပြန်ပြပြမယ်နော်ဒါဆိုရင်ခုနက1000နဲ့100နဲ့ပေါင်း1100အဲ1100ကိုဒီ2500နဲ့ပေါင်းလိုက်လောက်ရမယ်ကြည့်မယ်နော်3600ရမယ်နော်ဒါဆိုရင်ခဏလေးမှတ်တာဆင်းပြီးမယ်လို့ထင်တယ်ဒီစကားတစ်ခါပြန်ပြောပြမယ်အရှင်ဆုံးမှတ်ကမှာပါလေ3353နဲ့ဒီလေး33အဲ့မှာ3နေရာမှာဘာထည့်မယ်6ထည့်မယ်ဆိုရင်ဒီ6533ပြီးရင်ဒီ9533ကဲအဲ့ဒီ16နဲ့16ကိုအရှိက16ကိုအပြင်ချ16ကဲပြီးရင်ဒီ IR ကြီးကထေပဲကြီးကပါဖြစ်နေတယ်နှစ်မှတ်လား16နဲ့ပြီးရင်ဘယ်လောက်လဲ16ရှစ်အဲ့ဒီ IR တခုလုံးကကိုယ့်ရဲ့အသက်ပဲလေအသက်ဆိုရင်ဗာလဲနှစ်နဲ့ပြောတယ်မလားဒါဆိုရင်16နဲ့16ရှစ်ကဲပြီးရင်21 22လာမယ်22ပြီးဒုတိယနေရာမှာအများဆုံးကဗာလဲ6ဟုတ်တယ်မလားဒုတိယနေရာမှာဗာလဲဆိုရင်6အဲ့6ကိုရေးလိုက်ဒါဆိုရင်21 3နဲ့26ရမယ်ပြီးရင်ဘိုင်အောက်ကပါရမယ်ဆိုရင်29 28 28 30 28ကို2ပေါင်းရင်30ရမယ်လေအဲ့30ကိုဘယ်ရယူမလဲ30ကိုရဖို့အတွက်ဆိုရင်အပေါ်က2ခုဆွဲချလိုက်ဒါဆိုရင်ဘယ်လောက်ရမလဲ30ရမယ်ပြီးရင်50 90ထည့်လိုက်ဒါဆိုရင်ဒုတိယတစ်ခုရမယ်ဒီဒုတိယတစ်ခုလေးကနည်းနည်းလေး view site မှတ်ပြီနော်ကျန်တဲ့နှစ်ခုကလွယ်တယ်ကဲဒီမှာဆိုရင်အရင်ဆုံးပါရေးမယ်2500နဲ့3300ကိုရေးမယ်ကဲ3300နော်ဒီ3300ကို
ပေါ်ကို100နှုတ်အောက်ကို1000ပေါင်းပေါ်ကို100နှုတ်မယ်ဒီ3300နဲ့100နှုတ်ချိုးလောက်ရမယ်3000နဲ့200အောက်ကို1000ပေါင်းဆိုတော့2500ကို1000ပေါင်းလောက်ရတယ်3000နဲ့900ရမယ်ရှာမယ်နော်ကဲဒီမှာရှိရ100နဲ့ဒီမှာရှိ1000ပေါင်းလိုက်ဘယ်လောက်ရလဲ1100အေးပေါ့အဲ့1100ကိုဒီအနည်းဆုံးဖြစ်တဲ့2500လေးနဲ့ပေါင်းထည့်လိုက်ဘာရမလဲဆိုရင်3600ရတယ်ဒါဆိုရင်ဒီဝိနမကိုစစ်တာရမယ်လို့ထင်တယ်ပေါ့နော်ကဲထားပြီနောက်တစ်ခုကဘာလာမလဲပေါ့ဒီချေတို့ဒီမှာကြည့်နေသူ့ရဲ့ဝိနမစီးစင်းရဲ့ဝိပါတဲ့ကောင်လေးကိုဖားလဲဒီတကယ်ကိုပါတဲ့ကောင်လေးဖားလဲဆိုတာကိုအရှိမ functional တွေတခြားတင်ပြီးကလေးရရမယ်နော်မရသေးဘူးဆိုရင်လည်း functional ခုလေးမှတခြားကြည့်မယ်နော်ကဲစီးစင်းရဲ့ဝိပါတဲ့ဘူးပါတဲ့ကောင်ဘယ်နှခုရှိလဲဆိုရင်ဒီ3ခုရှိ4ခုရှိမယ်alcohol ရှိမယ်ether ရှိမယ် ester ရှိမယ် carboxylic acid ရှိမယ်ဒီတပယ်ဘုံကိုပါတဲ့ကောင်ဆိုရင်5ခုရှိမယ်ဘာတွေလဲဆိုရင် A မှရှိမယ် ketone ရှိမယ် aldehyde ရယ် ester ရယ် carboxylic acid ရယ်ပေါ့နော်5ခုရှိမယ်ကဲဒီမှာကြည့်မယ်ဒီမှာဇေရိုပါလဲဆိုရင်တပယ်ဘုံမလားတပယ်ဘုံဆိုရင်ဘာလို့တင်ထားလဲ E လို့တင်ထားတယ်နော်ဒါဆိုရင်ဘာဖြစ်မလဲ alkene ပေါ့ alkene ပြီးရင်ကျတော့ aromatic compound ဆိုတာကခွင်းစနစ်တွေပြောတာဘန်ဇင်းငွေ့လို့ဟာပြောတာဒီ breakdown မှာတော့မပါသေးဘူးပါလဲဆိုမှာပါလဲဆိုရင် DNP 2,4-DNP မှာတော့ပါတယ်ဒါပေမဲ့မမေးလို့ပေါ့နော်ဒီဟာကမမှတ်မိလို့ရတယ်ဒီကတိဟာမှာက double bond ဆိုရင်ပါလဲ alkene ကဲနောက်တစ်ခု triple bond ဆိုရင်ပါလဲ YNE ဒါဆိုရင်ပါလဲ alkyne နော် YNE alkyne ကဲနောက်တစ်ခုဒီ CH ပထမ CH ကိုဘာလို့မှတ်လဲဆိုရင် aldehyde လို့မှတ်လိုက်မယ်မဆီကပါလဲ aldehyde တွေက CH နောက်ဒုတိယ CH ကပါလဲဆိုရင်1ဆိုရင်ပါလဲ ANE 2ဆိုရင်ပါလဲ ENE alkane နဲ့ alkene ကဲဒီမှာဆိုရင်လာမယ် OH နှစ်ခုရှိတယ် OH ပါတဲ့ဟာတွေဘာတွေရှိလဲဆိုရင် alcohol ရှိမယ်acid ရှိမယ်ကဲဘယ်သူကအရင်လာမယ်ဆိုရင်လူတွေကအရက်တောက်ပြီးမိုးဝင်ပါဖြစ်လို့ရန်ဖြစ်တယ်ဒါကြောင့်မို့လို့ဘယ်သူကအရင်လာမယ်ဆိုရင်အရက်ကအရင်လာမယ်ဒါဆိုရင်ပါလဲ alcohol ပြီးရင်ပါလာမယ် acid ဆိုကြမလို့ carboxylic acid NH ကတော့လွယ်ဆုံးပဲ amine ရမယ်နော်ကဲနောက်တစ်ခုက industry ကြည့်မယ်ဆိုရင် S 3လုံးလာမယ် S 3လုံးကဒီမှာတစ်လုံးဒီမှာတစ်လုံးဒီမှာတစ်လုံး3လုံးလာမယ်နော် S 3လုံးကြည့်မယ် S ဆိုရင်ဘာရဲ့သင်္ကေတလဲဆိုရင် strong ရဲ့သင်္ကေတဒါပေမဲ့ဒီမှာ S နှလုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခုက shed ဖြစ်ပြရတယ်ဒါဆိုရင် S 3လုံးရမယ်နော်နောက်တစ်ခု S 3လုံးပြီးဆိုတော့ဘာလဲဆိုရင် M 3လုံးလာမယ်M 3လုံးလား M ရဲ့ကြောင်းမြန်ပါလဲဆိုရင် W ဒါကြောင့်မို့လို့ M ဆိုရင်ပါလဲ medium M ရဲ့ကြောင်းမြန်ပါလဲဆိုရင် W ဆိုရင်ဘာဖြစ်လဲ weak ပေါ့ဒါဆိုရင် M က medium ပြီးရင် W ကပါလဲ weak M 3လုံး M 3လုံးရှာမယ်နော်ကဲနောက်တစ်ခုကပါဆိုရင် S 3လုံးပြန်လာမယ် S 3လုံး S ဆိုပါလဲ strong ဟုတ်နော်ကဲဒီ strong လေးကတော့ပါလေးပါတယ်ဆိုရင် very broad လေးပါတယ်ဒါလေးတော့နည်းနည်းလေးမှတ်လာနော်ကဲဒီအောက်ဆုံးကကောင်းပါလဲဆိုရင် medium weak ဒါဆိုရင်ဒီ IR table တစ်ခုလုံးကိုခက်ခဲမရှိဘဲနဲ့ကျက်နိုင်မယ်လို့တစ်ချက်ယုံကြည်တယ်ဘာလို့ဆိုအရင်လွယ်တယ်လीနော်